ဒါကတော့နှစ်ပေါင်း9000တက်တန်းရှိတဲ့အယိုးစုတစ်ခုဖြစ်ပါတယ်။မဲကြီးကသူ့ရဲ့လက်ကင်ပူဝါကိုမတော်တဆအယိုးစုရဲ့ရင်ဘတ်ပေါ်တင်ထားမိလိုက်တယ်။ဒီပူဝါကနေဆေးရည်နှင်းငယ်ကထိုရိုးစုပေါ်မှတ်မထင်ကျသွားတဲ့အခါမှာတော့ဆေးရည်တွေကအယိုးအကြောင်းကနေတဆင့်အယိုးစုတွေကိုလင်းမြန်စွာစိတ်ဝင်သွားခဲ့ပြီးတော့အယိုးစုပေါ်ကပင်လယ်ရေမော်ပင်တွေကချက်ချင်းပဲညှိုးနှွမ်းသွားတယ်။မဲကြီးကတခုခုမှနေပြီဆိုတာသိလိုက်ရတာကြောင့်လက်ကင်ပူဝါကိုကောက်ယူကြည့်လိုက်တော့အံ့ဩစရာကောင်းစွာပဲရွှေကြည်မြင့်သေးလေးတွေကိုတွေ့လိုက်ရတယ်။ဒါကြောင့်သူကအယိုးစုပေါ်ကိုဆေးရည်တွေထပ်မံညှစ်ချကြည့်လိုက်တယ်။အယိုးစုကဆေးရည်တွေကိုထပ်မံစုပ်ယူသွားခဲ့ပြီးတော့ဆေးရည်တွေကိုစုပ်ယူလာတာနဲ့အမျှရွှေကြည်မြင့်လေးတွေကပုံများလာခဲ့ပြီးတော့အယိုးစုတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။မယုံနိုင်လောက်အောင်ပဲနူးညံ့တဲ့ရေပြားလေးတစ်ခုကအယိုးစုရဲ့မျက်နှာမှာပေါ်လာခဲ့တယ်။မဲကြီးကဒီရေပြားကိုဖျက်ယူဖို့ကြိုးစားတဲ့အခါမှာတော့ရုတ်တရက်ရှိုးဝက်ဆန်းကျဲလျှက်စစ်စီကြောင်းတစ်ခုပေါ်လာခဲ့ပြီးတော့အယိုးစုရဲ့ဦးတိုင်းကတဖြည်းဖြည်းနိုးလာသလိုမျိုးအလင်းရောင်တွေထွက်လာခဲ့တယ်။အယိုးစုကအသက်ဝင်လာတယ်လို့ထင်လိုက်ရတာကြောင့်မဲကြီးကဆေးရည်တွေထပ်ရှာဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်သူကဆေးရည်ပုံးနှစ်ပုံးကိုအတာပဲကောက်ယူလာခဲ့တယ်။ဒီနောက်မှာတော့ဆေးရည်တွေအားလုံးကိုအယိုးစုပေါ်ကိုလောင်းချလိုက်ပြီးတော့အားလုံးကစောင့်ကြည့်နေခဲ့ကြပေမဲ့အချိန်တော်ကြာတဲ့အထိအယိုးစုကဘာမှတုံ့ပြန်ခြင်းမရှိခဲ့တာကြောင့်အားလုံးကစိတ်ပြက်ပြီးထွက်သွားကြတယ်။ဒါပေမဲ့မဲကြီးကအမတ်တမဲ့ပြန်လဲကြည့်လိုက်တဲ့အခါမှာတော့စင်ပေါ်ကဆေးရည်တို့အားလုံးကိုအယိုးစုကရှေပလန်နဲ့ဆုပ်ယူသွားတာကိုတွေ့လိုက်ရတယ်။